Hello ဂျီဒီနေ့တော့မွေးငါးရဲ့အုံနုခေါက်ဆွဲကောင်းကောင်းလေးရဲ့နန်းကြီးတုတ်နန်းပြတုတ်တွေပါရတဲ့မြောက်တကုံ31ရက်ကွယ်မန္တလေးလမ်းမပေါ်ကအကယ်ဒမီမွေးငါးဆိုတဲ့ဆိုင်လေးကိုပြပေးချင်ပါတယ်။ဆိုင်လေးကမနက်6နာရီကနေ10နာရီတစ်ချိန်နေ့လယ်3နာရီကနေ9နာရီတစ်ချိန်နှစ်ချိန်ဖွင့်ပါတယ်။ဒါဆိုင်ဖုန်းနံပါတ်ရဲ့ဈေးနှုန်းလေးတွေရဲ့ပါသူကအနီးနားပတ်ဝန်းကျင်ကို delivery လဲပို့ပေးပါတယ်တဲ့။ဆိုင်လေးကတော့ဖွင့်ထားတာရပ်ပိုင်းပဲရှိသေးတဲ့ဆိုင်သစ်လေးပါတသက်ရရတန်တန်ရှင်းရှင်းလေးနဲ့အေးစစ်စစ်ထိုင်စားလို့ကောင်းတဲ့ပုံမျိုးလေးပါသူ့မွေးငါးလေးကမပြစ်မကျဲလေးနဲ့ရန်ကုန်မွေးငါးလို့ပြောပါတယ်ကိုရိုင်းလှော်ပြီးကြိတ်ထားတဲ့မြေပဲနဲ့ချက်တယ်လို့လည်းပြောတယ်ပေါ့နော်သူ့မွေးငါးရဲ့အရသာထဲမှာလည်းမြေပဲအရသာလေးကိုတိချလေးခံစားရတာမျိုးရှိပါတယ်ဂျီရောက်တဲ့အချိန်ညနေ3နာရီဆိုင်ဖွင့်ခြင်းမှာတော့မှဟင်းရည်ကကျဲမနေဘူးဆိုတော့သူ့ဟင်းရည်လေးကအပြစ်ဘက်ကိုသွားပုံရတယ်။မွေးငါးကိုပဲတွေဆန်လော်မှုန့်နေနဲ့တိတ်မကြိုက်တတ်ဘူးဆိုရင်ပြီးတော့မြေပဲရဲ့ခက်စိမ့်စိမ့်အရသာကိုလည်းကြိုက်တတ်တယ်ဆိုရင်တော့ဒီမွေးငါးကိုကြိုက်မှာပါ။အရသာလေးကတော့စားရမစိုးပါဘူး။အစိမ့်ဘက်လေးတီချသွားထားတော့နည်းနည်းလေးပေါ့တယ်လို့တော့ခံစားရပါတယ်။သူစီမှာအုံနုခေါက်ဆွဲလေးလည်းရတယ်မွေးငါးနဲ့အုံနုခေါက်ဆွဲရအလွတ်ကို2300ဈေးအတူတူပဲပေါ့နော်အုံနုဟင်းရည်လေးလည်းဒီလိုပဲမြေပဲလေးနဲ့အဓိကချက်ထားတာတွေ့ရတယ်အုံနုဟင်းရည်တီးတန့်တောက်ကြည့်ရင်တော့မြေပဲအရသာတော်တော်လေးလွှမ်းမိုးနေတာတွေ့ရပြီးတော့ငကိုကအုံနုခေါက်ဆွဲရအစိမ့်စားတဲ့ခေါက်ဆွဲလေးဆိုတော့ပွဲပြင်ပြီးတော့စားလိုက်တဲ့အချိန်မှာတော်တော်လေးကိုအရသာရှိပြီးစားကောင်းနေပါတယ်သူ့ရဲ့အုံနုခေါက်ဆွဲလေးကိုတော့ကြည်တော်တော်လေးကြိုက်တယ်ပေါ့နော်စိမ့်စိမ့်လေးနဲ့အရသာရှိရှိလေးပါဂျေးတငယ်ချင်းတောင်မှမြည်ကြည့်ပြီးကြိုက်သွားလို့ဆိုပြီးတော့တပွဲတိတန့်စားပါတယ်ဒါလေးကတော့နန်းကြီးတုတ်လေးပါသူကနန်းကြီးတုတ်ထဲမှာတော့မှမြေပဲဆန်မှုန်လေးတွေထည့်တာတွေ့ရတယ်ဒါသူ့ရဲ့ချက်ပုံချက်နီးပေါ့နော်မြေပဲဆန်လေးကိုပဲအဓိကထားသုံးတာတွေ့ရတယ်နန်းကြီးတုတ်လေးကတော့တပွဲ4000ပါတော့မတုတ်ခင်ကလေးရလေခက်ပေါ့ပေါ့လေးစားမလားခက်လေးလေးစားမလားဆိုပြီးတော့မေးပြီးမှတုတ်တာပါကြီးကတော့ပုံမှန်လေးလို့ပြောလိုက်ပေမဲ့ကြီးအတွက်ဆိုရင်နည်းနည်းလေးပေါ့ပါတယ်နန်းကြီးတုတ်အတွက်ကိုအုံနုဟင်းရည်လေးချပေးရဆိုတော့လိုက်ဖက်ပြီးတော့တော်တော်လေးအဆင်ပြေပါတယ်နောက်မှထပ်တွေ့ပါမယ်နော်တတာ